မြန်မာလူမျိုးအနေနဲ့ထိုင်းနိုင်ငံမှာအိမ်ဝယ်လို့ရောက်လို့လားရတာပေါ့နီလန်၃မျိုးရှိပါတယ်ပထမဦးဆုံးနီလန်ကတော့လွယ်လေးပါထိုင်းလူမျိုးတယောက်ရှာလိုက်အမြေခံလိုက်ပေါ့သူ့နာမည်နဲ့အိမ်ဝယ်လိုက်ရတယ်ဒါပေမဲ့အမှန်တကယ်အဲ့ဒီဟာကတရားမပါဘူးเนาะ short ရှိတယ်အကြံမပေးဘူးအဲ့ဒီနီလန်လို့ဖို့အတွက်ကတချို့ရင်မေးအောင်မယ်ရတဲ့စိတ်ဝင်စားဘူးဒါပေမဲ့အဲ့လိုလူမျိုးဘယ်မှာတော့ရှာရမှာလဲလွယ်မလားဟာဘယ်သူကနေထိုင်ကိုနာမည်ပုံပြီးတော့အိမ်ဝယ်ပေးမှာဩလို့မို့ရှင်လှုပ်ပေးလိုက်မယ်ဒါပေမဲ့ဘာလဲအပိုင်ယူပလိုက်မယ်လေဘာမှတရားရပါဆွဲလို့မရဘူးเนาะအဲ့တော့ဒီနီလန်ကိုအားမပေးပါဘူးဒုတိယနီလန်ဆိုရင်ထိုင်းကုမ္ပဏီဖွင့်လိုက်ပါထိုင်းကုမ္ပဏီဖြစ်မှရမယ်เนาะအဲ့တော့51 49စားဘူးတဲ့ဟောထိုင်းလူမျိုးအနည်းဆုံး51ရာခိုင်နှုန်းကင်ထားရမယ် foreigner ဘယ်နှစ်ယောက်ပဲဖြစ်နော်စုပေါင်း49ရာခိုင်နှုန်းပဲကင်ခွင့်ရှိမယ်အဲ့တော့မှထိုင်းကုမ္ပဏီအနေနဲ့အိမ်ဝယ်လို့ရပါတယ်ထိုင်းကုမ္ပဏီရှိတဲ့အတွက်ကိုယ့်ပတ်စံ100ရာခိုင်နှုန်းအောင်သုံးစရာမလိုဘဏ်ကနေတစ်စင်း loan ယူပြီးတော့လဲဝယ်လို့ရတယ်နော်ဒါပေမဲ့ကုမ္ပဏီတိုင်းလူကဘဏ်က loan ပေးတာမဟုတ်ဘူးเนาะသူတို့ကကိုယ့်ရဲ့ statement တွေကိုယ့်ရဲ့စီးပွားရေးအနေအထားတွေလည်းကြည့်အောင်ပါတတိယနီလန်ကတော့ leasehold အနေနဲ့ဝယ်လို့ရတယ် what is leasehold leasehold ဆိုတာကအငှားစာချုပ်နဲ့ဝယ်တာပေါ့နော်ထိုင်းဥပဒေအရဆိုရှင်เนาะနှစ်30အထိရတယ်အကယ်၍အဲ့ဒီ developer ရတယ် renewable ဖြစ်တယ်ဆိုရှင်နောက်ထပ်နှစ်30နောက်ထပ်နှစ်30စုစုပေါင်းနှစ်90အထိရတယ်ဒါပေမဲ့ developer ပေါ်မှာလည်းမှုတည်တယ် project ပေါ်မှာလည်းမှုတည်တယ်အကယ်၍ developer ABC ကဒီ project မှာ leasehold အနေနဲ့ပေးဝယ်တယ်ဆိုရင်တခြား project မှာသူတို့ကပေးခြင်းမှလည်းပေးအောင်မှာเนาะအဲ့တော့ developer တိုင်း project တိုင်းက leasehold အနေနဲ့ဝယ်လို့ရတာမဟုတ်ပါဘူးဒါပေမဲ့စီရီအခုရောက်ရှိနေတဲ့အိမ်ကတော့ AD ကပါ The Sing Royal 18 Bangna KM7 project ဖြစ်ပါတယ်ဒီ project ရဲ့အိမ်တွေအကောင်လုံးက leasehold အနေနဲ့ဝယ်လို့ရတယ်เนาะဒါပဲမဟုတ်ပါဘူးကိုဝယ်ပြီးသွားပြီဆိုရင်လည်းဘဏ်မှာသွားပြီးတော့ပေါင်ထားလို့ရပါတယ် developer တိုင်းကအဲ့လိုမျိုးလုပ်ပေးတာမဟုတ်เนาะမလေးရှာပါအခွင့်အရေးတလောက်ကောင်းနေပြီပဲအဲ့တော့စိတ်ဝင်စားတယ်ဆိုရင်ဒီ website တော့မဟုတ်စီရီကနေတစ်ဆင့်လဲဆက်သွယ်မြင်လာလို့ရပါတယ် Goodbye